ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့အလှတရားဒီကနေ့ကျွန်တော်တို့ရှာကြည့်ရမယ်နော်အလှတရားကျွန်တော်တို့အနောက်တိုင်းစာပေတော်ကမှာစာပေနဲ့အနုပညာကိုတိုင်းတာတဲ့တိုင်းတာတဲ့ guide တန်တစ်ခုရှိပါတယ်နော်အဲ့ဒီ guide တိုင်ကဘာလဲဆိုလို့ရှိရင် aesthetic လို့ခေါ်တယ်ခင်ဗျာအဲ့ဒီ aesthetic ရဲ့အဓိပ္ပာယ်ကအလှပညာလို့ခေါ်တယ်နော်အလှတရားလို့ခေါ်တယ်ဆိုတော့အဲ့ဒီ aesthetic ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့အဘိဓမ္မာတွေမှာဟိန္ဒီအဘိဓမ္မာတို့တရုတ်ဗိဓမ္မာတို့မှာဖွင့်ထားတာကအလှလို့ဖွင့်ထားတယ်ခင်ဗျာနော်အဲ့ဒီဟိန္ဒီအဘိဓမ္မာဆိုလို့ရှိရင်ဆောက်တရာလျလို့ဖွင့်တယ်ဆောက်တရာလျဆိုတာကျွန်တော်တို့ပါဠိစကားလုံးကတုံတရဆိုတာရှိတယ်ကြားဖို့မှာပေါ့အဲ့ဒီတုံတရကိုကျွန်တော်တို့အဲ့ဒီ aesthetic ရဲ့နဲ့အဓိပ္ပာယ်ဖြစ်နေဖွင့်ထားတာတုံတရကအလုံးသိနေကြတာကကောင်းတယ်ကောင်းခြင်းဆိုတာသိနေကြတယ်အဲ့ဒီကောင်းတာတွေမကဘူးအလှဆိုတာလည်းပါတယ်ခင်ဗျာကျွန်တော်တို့ပါဠိစကားလုံးတွေကတချို့စကားလုံးဆိုလို့ရှိရင်အ내အဓိပ္ပာယ်တစ်မျိုးတည်းမထွက်ဘူးနှစ်မျိုးသုံးမျိုးထွက်တယ်တုံတရကလည်းကောင်းခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့လှခြင်းဆိုတဲ့အဓိပ္ပာယ်နှစ်မျိုးထွက်တယ်အခုaesthetic ရဲ့အ내အဓိပ္ပာယ်ယူထားတာကတော့လှတယ်ဆိုတဲ့အ내အဓိပ္ပာယ်နဲ့ယူထားတယ်ဒါကြောင့်မို့ဟိန္ဒီဗိဓမ္မာတို့ဘာတို့မှာဆောက်တရာနေရတုံတရာဆိုတဲ့စကားလုံးနဲ့ဖွင့်ထားတာဖြစ်တယ်နော်အဲ့ဒီအလှတရားကဘာတွေလဲဆိုလို့ရှိရင်သူတို့အလိုချရှာဖွေနေတာရှိရနေကြတာကိုတွေ့ရတယ်နော်တချို့ကအလှတရားဆိုတာအလှတရားဆိုတာကျွန်တော်တို့ကိုယ်ဟာကိုယ်သိမြင်ယူဆတဲ့အတိအမြင် intuition ဆိုတာရှိတယ်ခင်ဗျာနော်အဲ့ဒီ intuition ကိုအလှလို့ယူဆတဲ့လူတွေရှိကြတယ်တချို့ကကြပြာထဲမှာအလှကိုရှာတယ်နောက်ကျွန်တော်တို့ပလေတိုတို့တော်လစတိုင်းတို့ကတော့ဖယားသခင်ပေးတဲ့ကျင့်ဝတ်ဟာအလှတရားလို့ပြောတယ်နော်ပြီးတော့ကျွန်တော်တို့အလှတရားကိုအမျိုးမျိုးကြည့်တဲ့နဲ့မှာကျွန်တော်ကတော့အလှတရားကိုဘယ်မှာရှာတယ်လဲဆိုတော့ဒီနေ့ပြောရမယ်ဗြဟ္မစိုရတရားထဲမှာအလှကိုရှာတာအဲ့ဒါကြောင့်ကျွန်တော်ဟောပြောရဲ့ခေါင်းစဉ်ကိုအလှတရားလို့သတ်မှတ်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောရမှာကဗြဟ္မစိုရတရားဖြစ်တယ်နော်ဗြဟ္မစိုရတရားဆိုတာကဗြဟ္မစရိယတရားကိုမြန်မာမှုပြုလုပ်ထားတာကျွန်တော်တို့ရှေးဟောင်းမြန်မာပညာရှင်ကြီးများဟာပါဠိစလုံးတွေကိုမြန်မာမှုအများကြီးပြုကြတယ်နော်ဗြဟ္မစရိယကိုလည်းမြန်မာမှုပြုလို့ရတဲ့အတွက်ဗြဟ္မစရိယတရားကိုဗြဟ္မစရိယလို့မခေါ်တော့ပဲဗြဟ္မစိုတရားလို့ခေါ်တယ်နော်အဲ့ဒီဗြဟ္မစိုတရားထဲမှာဘာတွေပါလာလဲဆိုတော့မေတ္တာကရုဏာမုဒိတာဥပေက္ခဒီတရား၄ပါးပါလာတယ်
အဲ့ဒီတရား၄ပါးကိုအလုံးတိကြထားတယ်တိပြီးထားတဲ့စကားလုံးတွေဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်အများကြီးရိုးသားတဲ့အယိုးခံတရားတွေဖြစ်တယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်ကအယိုးခံတဲ့ကအဆန်းတွေကိုထုတ်ပြီးတော့ပြမယ်နော်အလုံးသိနေကြတယ်အ내ဒိဗ္ဗေနဲ့မတူတဲ့အ내ဒိဗ္ဗေတွေကိုကျွန်တော်ပြောပြမယ်ကျွန်တော်ကဒီနေ့ခုနပြောသလိုပဲဘယ်မဆိုတရား၄ပါးထဲမှာကျွန်တော်အလှရှာနေတယ်เนาะပထမဆုံးဘယ်မဆိုတရား၄ပါးတဲ့ကပထမဆုံးတရားကမေတ္တာเนาะမေတ္တာအလုံးသိနေကြတယ်စကားလေးပြောနေကြတယ်မေတ္တာကိုကျွန်တော်တို့ခပ်ပေါ်ပေါ်သုံးနေကြတယ်ဘုံဘောလောသုံးနေကြတယ်928တွယ်နဲ့ပတ်သက်ပြီးတော့လဲမေတ္တာကိုသုံးတာပဲ1500နဲ့ပတ်သက်ပြီးတော့လဲမေတ္တာကိုသုံးတာပဲတယောက်နဲ့တယောက်ဟာလားရှင်မိချစ်ခင်ရင်းနှီးမှုရှိနေလို့ရှင်လဲမေတ္တာနဲ့သုံးရတာပဲအဲ့ဒါကအပေါ်ယံသုံးတာဖြစ်တယ်နော်အစစ်အမှန်ဒီနေ့မေတ္တာအစစ်အမှန်ကိုကျွန်တော်ပြောပြမယ်ကျွန်တော်တို့မေတ္တာတုတ်ထဲမှာဘယ်လိုဖွင့်ပြထားသလဲဆိုတော့မေတ္တာအကြောင်းကိုမာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေလို့အဲ့ဒါပရိကြီးထဲမှာမေတ္တာတုတ်ဆိုတာပါတယ်မေတ္တာတုတ်ဆိုတာမေတ္တာတရားကိုဖော်ပြထားတယ်နော်အဲ့ဒီတရားအရာမေတ္တာကိုဒီကနေ့ကျွန်တော်ဖွင့်ပြမယ်မေတ္တာဆိုတာကဒီသာတယောက်ရှိတဲ့မိခင်ဟောဧကပုဒ္ဒမနုရခေမာတာယထာဆိုတာဧကပုဒ္ဒမနုရခေဆိုတာတူထီသောသားကိုရှိတဲ့အမေကသားအပေါ်မှာထိန်းတဲ့စောင့်ရှောက်တဲ့ဟာကိုမေတ္တာစစ်လို့ပေါ်တယ်ခေါ်တယ်နော်ရိုးရိုးမဟုတ်ဘူးမိခင်ကလေတူထီသောသားကိုနော်ပြီးတော့ပါသေးတယ်အာယုတာဆိုတာအသက်စွန့်ပြီးတော့စောင့်တာအသက်စွန့်ပြီးတော့စောင့်ရှောက်ကြည့်ရှုတာချစ်တာအဲ့ဒါမှမေတ္တာအစစ်ဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ကိုယ်ထွေးအကြောင်းကိုပြောပြပါရစေမေတ္တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမေနဲ့ကျွန်တော်ရဲ့ဆက်ဆံဘုံကိုကျွန်တော်ပြောပြမယ်နော်ကျွန်တော်ဟင်္ဒရာဆိုတာကြားဦးမှာပေါ့ဟင်္ဒရာမြို့ကတွားလို့ရှိလေ6မိုင်လောက်ဝေးတဲ့ချောင်းကမ်းနဘေးမှာကျွန်တော်တို့ရွာရှိတယ်တော်ရွာဆိုတာအဲ့ဒီရွာမှာကျွန်တော်ရဲ့မိဘအဖေလောက်တဲ့လူကဆက်ချုပ်တယ်ခင်ဗျာသက်မွေးဝမ်းကြောင်းကဆက်ချုပ်တယ်နော်အဲ့ဒီမှာကျွန်တော်ကဆင်းရဲသားသမီးကျွန်တော်ကဆင်းရဲသားသမီးကခုအခြေအနေမျိုးရောက်လာအောင်ဖြစ်တာအလုံးလဲနော်အဲ့ဒါလေအလုံးလဲအားကြဖို့အဲ့ဒါကိုလည်းကျွန်တော်ပြောပြပါမယ်နော်ဆင်းရဲသားသမီးကျွန်တော်တို့ရွာကဆင်းရဲသားရွာဆိုတော့ချောင်းကမ်းဘေးမှာအဲ့ဒီချောင်းဘေးမှာရှိတဲ့ရွာအဲ့ဒီရွာကကြော်သွားလို့ရှိရင်တစ်ဖက်ရောက်သွားလို့ရှိရင်လက်ကွင်းကြီးရှိတယ်ခင်ဗျာရွာလမ်းဘေးမှာအိမ်တွေတန်းစီနေတယ်အဲလမ်းကအုပ်လမ်းကလေးရှင်တနေ့ကြတော့ကျွန်တော်3နှစ်သားလောက်ရှိတာနော်ဝစ်ထားတဲ့ကျွန်တော်
ဝိထရာကအခုကာလဆိုလို့ရှိရင်3နှစ်သား4နှစ်သားဆိုလို့ချင်းဘောင်းမီလေးပါလေးဝတ်နေပြီမဟုတ်ဘူးအဲ့ဒီတုန်းကကျွန်တော်ပိတ်ပါပဒုံမှာဟိုအင်ကြီးလေးဝိပြီးတော့လမ်းပေါ်မှာသွားပြီးတော့ကျွန်တော်ကစားနေတယ်3နှစ်လောက်ယူတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရွာကလယ်သမားရွာလေဖြစ်တော့ကနွားတွေငွေးတယ်နော်ကောက်ရုပ်ပုံတွေလည်းရှိတယ်နွားတွေလည်းနွားတင်းငုတ်နွားတွဲတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ရွာတွေကိုနွားတွေကမကြာခဏဖြတ်ပြီးတော့လာတယ်တနေ့ရတော့ကျွန်တော်အိမ်ရှိကလမ်းပေါ်မှာထိုင်ပြီးတော့3နှစ်သားအရွယ်လောက်နော်ထိုင်ပြီးတော့ကစားနေတော့ကျွန်တော်တို့ရွာမှာအတုံးတစ်ခုရှိတယ်နွားမနောက်နှစ်သိုးတွေကလိုက်လာတာနှမြိုင်လိုက်တယ်လို့ခေါ်တယ်ခင်ဗျတနေ့ကြတော့နွားမနောက်နှစ်သိုး3ကောင်2ကောင်လောက်ကလိုက်လာတယ်ခက်လန်းလာကတခါတည်းစုံပေါက်ပြီးတော့ပြေးလာတာကျွန်တော်ထိုင်နေတဲ့နေရာကိုစွတ်ပြီးတော့လာတယ်နော်အဲ့ဒါဒီနွားနှမြိုင်လိုက်တယ်လို့ကျွန်တော်တို့ရွာတော့ခေါ်တယ်အဲ့ဒီနှမြိုင်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လမ်းပေါ်မှာကလေးမပြောနဲ့လူကြီးတွေတောင်တခါတည်းထွက်ပြေးရတယ်မပြေးလို့ရှိရင်ဒီနောက်အုပ်ကနှမြိုင်လိုက်တဲ့နွားတွေကဘာကူမှမကြည့်ပဲနဲ့ရှေ့ကိုတခါတည်းပြေးတော့အဲ့ဒါသူတို့နွားနင်းပြီးတော့သွားကြမှာအဲ့ဒါကြောက်လို့အားလုံးလူကြီးတွေကအကုန်လုံးလူကြီးတွေထွက်ပြေးရတယ်ကျွန်တော်ကတော့ကလေးဖြစ်နေတော့နားမလဲဘူးเนาะနွားနှမြိုင်အုပ်ကလာနေတော့ကျွန်တော်ဘာလုပ်ရမှမသိဘူးကလေးကနားမလဲဘူးအဲ့ဒီလိုငေးကြည့်နေပြီးတော့ကျွန်တော်ငိုရောเนาะငိုတော့ကျွန်တော်အမေကအဲ့ဒါပေါ့ကျွန်တော်အမေကသူ့သားလေးနာရီတိုက်သွားတော့မယ်ဆိုတာတွေ့တော့အမာယုတာအာယုတာဆိုတာအသက်ကိုစွန့်ပြီးတော့ကျွန်တော်စီကိုလာပြီးတော့အတင်းဆွဲခေါ်သွားတယ်နော်အဲ့ဒါမိနစ်ပိုင်းလောက်ပဲနောက်ကျသွားလို့ရှိရင်ကျွန်တော်လေးအယူအသာရှာလို့တွေ့တော့မဟုတ်ပါဘူးကျွန်တော်အမေလေးအာယုတာအသက်ကိုစွန့်တယ်ဆိုတဲ့အတိုင်းပဲအသက်သေးသွားဖို့ပဲရှိတော့တယ်နော်အဲ့ဒီလိုကျွန်တော်တို့မာတာယထာနိယံဗုဒ္ဓမာယုတာဧကမௌဒ္ဒမနုရခေဆိုတဲ့အဲ့ဒီအတိုင်းပဲတူရီတော်သားကိုအမေလောက်တဲ့သူကအသက်စွန့်ပြီးတော့စောင့်ရှောက်တယ်ချစ်တယ်ဆိုတဲ့မေတ္တာမခုနဗေမဆိုတရားထဲမှာပါတဲ့မေတ္တာအဲ့ဒါမှမေတ္တာစစ်တာเนาะအဲ့ဒါနဲ့စကားဆက်ပြီးတော့ကျွန်တော်အကြောင်းကိုနည်းနည်းပြောလိုက်အောင်ပဲဟာဒါလည်းစကားဆက်တော့အဲ့ဒီကျွန်တော်တို့ဟာဆင်းရဲသားသမီးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရွာမှာခုစတုထရန်၄ရန်မူလာရန်ကျောင်းဆိုတာရှိတယ်အဲ့ဒီကျောင်းမှာကျွန်တော်ကျောင်းတက်ပြီးတော့စတုထဒံကထွက်တဲ့အခါမှာရှစ်တက်ဖို့ကျောင်းမရှိဘူးဟင်္ဒရာကိုသွားတက်ပြန်လဲဆိုလို့ရှိရင်ပတ်စံအများကြီးပေးရတယ်ကျွန်တော်အဖေကစက်ချုပ်တယ်ဆိုတော့ဘာသွားမထားနိုင်ဘူးကျွန်တော်မူလာကျောင်းကထွက်လာတော့ကျွန်တော်ကသူ့မသိစိတ်ကဖြစ်လိမ့်မယ်ကျွန်တော်ပညာဆက်သိရင်တော့တလန်းပွင့်နေတာကျွန်တော်သွားတွေ့တော့ဘာလန်းလဲဆိုတော့ဘုန်းကြီးပညာရေးလန်းကျွန်တော်သင်္ကန်းဝတ်တယ်ဝတ်ပြီးတော့ပြန်မထွက်တော့ဘူးကျွန်တော်ပါဠိလိုဘာတွေကိုသင်တယ်သင်ပြီးတော့နောက်ကျွန်တော်ပြောချင်တာကကျွန်တော်ဒီလိုက်မှာကျွန်တော်ဘဝမှာကောလိပ်တို့တက်တဲ့ရိုဝေးရော
10 rand ကြောင်းတော်မှကျွန်တော်ခြေတော့မနှင်းခဲ့ဘူးဒါပေမဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါကျတော့တက်ကတူကရှိတိုင်းဌာနဆိုတာရှိတယ်ပါဠိပေါ့လေအဲ့ဒီပါဠိရဲ့ဌာနတွေမှာဘုဒ္ဓဝစတာရီဆိုတာရှိတယ်ဒီသင်ရိုးညွှန်းနှန်းတို့ဘာလို့ပြင်တာတွေဘာတွေညွှန်းစီစဉ်တာတွေဘာတွေပေါ့လေဘုဒ္ဓဝစတာရီရှိတယ်အဲ့ဒီဘုဒ္ဓဝစတာဒီမှာကျွန်တော်အဖွဲ့ဝင်လာဖြစ်တယ်ပြောကျင်တာကငယ်ငယ်တုန်းကလေးရန်ကျောင်းတော့ပဲတက်လာပြီးတော့ဘုန်းကြီးပညာရေးနဲ့သင်လာတဲ့လူကနောက်ကြတော့တက်ကတူကဌာနတစ်ခုမှာဗုဒ္ဓဝစတာဒီမှာမင်းမလာဖြစ်တယ်ဆိုတာအဆင့်သိပ်กว่าသွားတယ်နော်အဲ့ဒီအဆင့်ကိုရောက်အောင်ကြားထဲမှာဆိုတာလုံးလဝရိယအများကြီးရှိတယ်အဲ့ဒီလိုပဲစ조사ကြရမယ်နော်ကဲအဲ့ဒီတော့မေတ္တာပြီးသွားပြီကရုဏာဆိုတာကအလုံးလည်းသိကြပါတယ်ကရုဏာဆိုတာတနာတယ်ပါတယ်ပေါ့နော်ကရုဏာဒီဗြဟ္မစိုးထဲမှာပါတဲ့ကရုဏာကအရှင်းမြင့်တဲ့လူကအရှင်းနှိမ့်တဲ့လူကိုလှမ်းပြီးတော့တနာမျိုးမဟုတ်ဘူးเนาะတကယ်ကျင်နာထောက်ထားမှုစိတ်ထားနဲ့အချင်းချင်းတနာတာကိုပြောတာတနာတာကရုဏာနဲ့ဘာတွဲလာလဲဆိုတော့တနာရဲ့ကရုဏာရှိလို့ရှိရင်เนาะထောက်ပံ့တာတို့ဘာလို့ပေါ်လာတယ်သူနဲ့ကရုဏာနဲ့တွဲပြီးတော့ဒါနတို့ဘာလို့ဆိုတာပေါ်လာတယ်ကရုဏာရှိတဲ့အတွက်ကျွန်တော်တို့ပေးလှူတာတို့ထောက်ပံ့တာတို့ဆိုတာပေါ်လာတယ်ဒါနပေါ့နော်အဲ့ဒီဒါနကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ခုဒီနာကျွန်တော်တို့မျက်မှောက်ခင်မှာဒါနပြုတဲ့လူတွေကိုကျွန်တော်တို့လေးလာစုံစမ်းကြည့်လို့ရှိရင်ဒါနပြုတဲ့လူတွေကအကျိုးကိုမျှော်ကိုးပြီးတော့ပြုတာเนาะအကျိုးကိုမျှော်ကိုးပြီးတော့ပြုတာအခုကျွန်တော်တို့သိရတာကျွန်တော်တို့မိတ်ဆွေတွေပါဆိုလို့ရှိရင်အလှူဒါနပေးကမ်းလှူဒါန်းတာတွေအများကြီးလုပ်တယ်ဒါပေမဲ့သူတို့ကဆင်းရဲသားတွေကိုမလှူဘဲနဲ့เนาะတကယ်ကျွန်တော်တို့ဘုံကြီးကိုလှူမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဆင်းရဲနွမ်းပါတဲ့ဘုံကြီးတွေကိုမလှူဘဲနဲ့နိုင်ငံတော်မှာဟုတ်လားထင်ရှားပေါ်လွင်နေတဲ့နိုင်ငံတော်ကကိုးကွယ်တဲ့ဘုံကြီးတွေကိုလှူတယ်ကျွန်တော်မလှူရဘူးလို့ပြောတာမဟုတ်ဘူးเนาะလှူရွေးပြီးတော့လှူတာကိုပြောတာအဲ့ဒါဘာကြောင့်လှူလဲဆိုတော့သူကပြန်နာကိုလိုချင်တယ်အဲ့ဒီဒါနကိုဘယ်လိုပြောကြလဲဆိုတော့ကုံကူးတန်းရောင်းဝယ်လောက်ထားလို့ပြောကြတယ်လေဒီဆရာတော်ကြီးကလည်းအဲ့ဒါမျိုးရေးထားတာရှိတယ်ဆရာတော်ဥစ္စနကလည်းရေးထားတာရှိတယ်ကျွန်တော်တို့လည်းသဘောပေါက်ထားတာအဲ့ဒီဒါနအစစ်မဟုတ်ဘူး trading ခေါ်တယ်เนาะကုံတွယ်မှုလောက်တဲ့လို့ကုံပစ္စည်းရောင်းလိုက်လို့ရှိရင်ပတ်စံပေးလိုက်လို့ရှိရင်ကုံပစ္စည်းပြန်ရတယ်เนาะအဲ့ဒီဟာမျိုးလောက်ဖို့အဲ့ဒီဒါနမျိုးလောက်တဲ့အတွက်ကရုဏာအဖြစ်မရောက်ပါဘူးเนาะကျွန်တော်ကရုဏာအဲ့ဒီမှာဒါနနဲ့ပတ်သက်ပြီးတော့တကားဆက်လို့ကျွန်တော်ပြောအောင်မယ်ဒီဆိုင်ဟုတ်ကဆရာမကလည်းအလှူတန်းနေအများကြီးလုပ်တယ်ကျွန်တော်လည်းလေ့လာနေတာเนาะသူလှူတာကျွန်တော်အခုပြောတဲ့ဟိုတင်းနဲ့တိုင်းတာကြည့်ကြပါသူအကျိုးကိုသူလွတ်လပ်လှူတန်းလိုက်တာပဲကျွန်တော်များတယ်เนาะအကျိုးလို့အခုဘယ်လိုဖြစ်နေလဲဆိုတော့
လှူတဲ့တန်းတဲ့လူတွေကခုနောက်ဆုံးတစ်ခုကဘွဲတွေပါရဖို့ဆိုပြီးတော့ရည်ညွှန်းပြီးတော့လှူရတာကျွန်တော်မိတ်ဆွေတယောက်ဆိုလို့ရှိရင်သူကဒီအလှူတန်းဝါသနာပါတယ်သူဟိုပတ်စံကျင်းငွေလည်းပြည့်စုံတယ်လှူတဲ့အခါမှာခုကဘယ်လိုဖြစ်နေလဲဆိုတော့သူတို့အဲ့ဒီဘွဲတွေဘာတွေကကျွန်တော်တို့ဖြတ်ပိုင်းလှူတဲ့ဖြတ်ပိုင်းတွေဘာတွေပြပြီးတော့အဲ့ဒါဘွဲရဖို့လောက်ရတာเนาะအဲ့ဒါတခုခုရဖို့လို့ခုနောက်ပိုင်းကြတော့ဘွဲရဖို့လှူတာဒီကျွန်တော်တွေ့နေရတယ်ဆရာမလှူတာအဲ့ဒါမျိုးမဟုတ်ဘူးဒါကျွန်တော်ခုဒီရှေ့မှာမို့လို့ကျွန်တော်ပြောတာမဟုတ်ဘူးဆရာမဘွဲတွေဘာတွေရတာရှိလားမရဘူးเนาะမယူဘူးလွတ်လွတ်လပ်လပ်လှူတာတွေလှူဒန်းတာတွေများတယ်အဲ့ဒီဒါနနဲ့တွဲနေတဲ့စာကဆိုတာရှိတယ်စာကမှတကယ်ဟိုဒီအတိတ်ပဲနဲ့စာကကိုခုအနဲ့တိတ်ပဲပေးနေကြတာကဒါနကပေးလှူခြင်းစာကပေးကန်းစွန်ကျဲခြင်းအဲ့ဒါလည်းပဲပါဠိကိုအနဲ့တိတ်ပဲထုတ်ထွက်နေတာကမမှန်ဘူးเนาะစာကဆိုတာကပြီးကန်းစွန်ကျဲခြင်းမဟုတ်ဘူးစာကဆိုတာကစွန့်လွတ်ခြင်းခေါ်တယ်အင်္ဂလိပ်လို sacrifice ခေါ်တယ်เนาะစာကဆိုတာစွန့်လွတ်ခြင်းဆိုတာကဘာမှတွေ့တာမထားတော့ဘူးကိုပေးလိုက်တဲ့ပစ္စည်းဝတ္ထုဘာမှတွေ့တာမထားတော့ဘူးလွတ်ပေးလှူလိုက်တာအဲ့ဒါစာကခေါ်တယ်ခုနဒါနရဲ့အဆင့်အမြင့်ဆုံးရောက်နေတဲ့အဆင့်ဟာစာကပဲစာကကိုခုအဲ့ဒါတရားမှတ်ထားကြနော်စာကကိုခုအနဲ့တိတ်ပဲဖွင့်နေတာပြီးကန်းစွန်ကျဲခြင်းလို့ဖွင့်နေတာမှားနေတယ်အဲ့ဒါဘာလဲဆိုတော့စွန့်လွတ်ခြင်း sacrifice ခေါ်တယ်နော်ဖယားအလောင်းတွေကျင့်တာကအဲ့ဒီစာကလွတ်စွန့်လွတ်တာဖယားအလောင်းလှူတာတွေကြည်တာမျက်စိလှူတယ်နော်ပါလှူတယ်ကိုခန္ဓာအစိတ်ပိုင်းတွေလှူတယ်ဝတ္တန္တရာမင်းကြီးတို့ဆိုလို့ရှိရင်တာမယားတွေပါတွေတောင်လှူတယ်အဲ့ဒါကျွန်တော်တို့နောက်ပိုင်းဒီရှည်သွားမှာလဲဆိုရသေးတယ်ဗျနော်အဲ့တော့နောက်ပိုင်းမှာကျွန်တော်တို့ generation အသစ်တွေကအဲ့ဒီပြဿနာတွေကိုဝေဖန်နေနော်ဝတ္တန္တရာဇတ်သူတာမယားကိုလှူတာလူသားတယောက်နေနဲ့ကိုတာမယားကိုလှူပိုင်ခွင့်ရှိသလားအဲ့ဒါကိုပြဇတ်တော်ကိုသူတို့ဝေဖန်တယ်အနောက်တိုင်းကပညာရှင်တွေလည်းဝေဖန်တယ်အဲ့ဒါကဇတ်တော်ရဲ့ဆိုလိုရင်းကတမျိုးဇတ်တော်ရင်းကဖယားအလောင်းဆိုဟူဒီမှာမိရိယာကိုမဆိုစွန့်လွတ်တယ်ဆိုတဲ့ခုနစာကအတိတ်ပဲကိုဖွင့်ပြတာเนาะအဲ့ဒီလိုပဲစာကကိုလည်းပဲပေးလှူတဲ့ကိစ္စမှာလည်းပဲဖယားအလောင်းလို့မလှူနိုင်တော့ပဲမလှူနိုင်ရင်လည်းပဲကိုမှရှိတဲ့ပစ္စည်းဝတ္ထုကိုလွတ်ကျွတ်ပေးလိုက်ပါအဲ့ဒါစာကနော်အဲ့ဒါကကရုဏာပိုင်းပေါ်လေမုဒိတာပွားကြပါဆိုပြီးတော့ခတ်လွယ်ပြောနေကြတယ်အမှန်ကမုဒိတာတကယ်ပွားဖို့အလွန်ခက်တယ်လက်တွေ့တွေကိုကြည့်ကြပါနော်တစုံတယောက်ကကြီးပွားထွန်းကားနေလို့ရှိရင်ကြံတဲ့အဖို့အပေါင်းတွေဖြစ်စွေဖို့မဟုတ်တဲ့လူတွေဖြစ်စွေမုဒိတာပွားနိုင်ရဲ့လားလက်တွေ့မှာတရားကြည့်ကြပါမပွားနိုင်ဘူးအဲ့ဒီတော့မုဒိတာရဲ့ opposite ဆန့်ကျင်ဘက်ကဘာလဲဆိုတော့အိတ်တာမိစ္ဆရိယနော်အိတ်တာမိစ္ဆရိယကလူတွေမှာတော်ကိန်းအောင်နေတဲ့တရားအဲ့ဒီတော့
မုဒိတာပွားရမယ်လို့ခုဆရာမအဲ့လိုဆိုကြီးပွားတိုးတက်နေတယ်နော်အောင်မြင်နေတယ်အဲ့ဒါကိုမုဒိတာပွားတဲ့လူလည်းမရှိဘူးတော့ဆိုပြောလို့မရဘူးရှိမှာပဲဒါပေမဲ့အားလုံးသူအပြိုင်ဘက်တွေပါကြီးကြည့်လိုက်လို့ရှိရင်မုဒိတာမပွားနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အိတ်တာမိစရိယဆိုတာသူတို့ကျွန်တော်တို့အိတ်တာမိစရိယဆိုတာအနေနဲ့အများကျွန်တော်မှလည်းရှိတာပဲเนาะအနေနဲ့အများတော်တော်ရှိကြတယ်အိတ်တာမိစရိယရှိနေတဲ့လူတယောက်ကတစုံတယောက်သောပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့မုဒိတာဘယ်တော့မှမပေါ်နိုင်ဘူးเนาะအဲ့ဒီလိုမုဒိတာမျိုးပွားမှလာနောက်တစ်ခုကျွန်တော်ပြောလိုက်အောင်ပဲစကားစပ်ပြီးတော့ကျွန်တော်ခုပါရဂူရှန်တီနေကတာစာကြည့်လိုက်စုံပြီးတော့ရွှေပေါက်ကမှာစာကြည့်လိုက်ကြီးလောက်နေတယ်လောက်နေတာကိုကျွန်တော်ကိုအားပေးတာเนาะကျွန်တော်ကိုအားပေးတာကကျွန်တော်စာဖတ်ပိဋကတ်တွေပဲများတယ်เนาะအခုအဲ့ဒီထဲမှာဆရာမတို့လည်းပါပါတယ်အားပေးတယ်ဒါပေမဲ့ကျွန်တော်နဲ့ဘဝတူစာရေးဆရာကြီးရှိတယ်အာမပေးယုံမြမကမုဒိတာမပွားနိုင်ယုံမြမကဒီလူကဘာကိစ္စနဲ့စာကြည့်လိုက်လုံနေရတယ်လို့အဲ့ဒီလိုတောင်ပြောကြတယ်เนาะအဲ့ဒါကျွန်တော်ကမုဒိတာပြောနေပြီတဲ့တကယ်လက်တွေ့မုဒိတာပွားဖို့ဆိုတာကအတော်ခဲရင်ပါတယ်မုဒိတာအစစ်ပွားခြင်းကိုမှကျွန်တော်တို့ဗြဟ္မစရိယထဲမှာပါတဲ့မုဒိတာနဲ့ကိုက်ညီမယ်လို့ကျွန်တော်ပြောပြမယ်မုဒိတာပြီးသွားပြီဥပိ္ပခာတော်လေးပြောအောင်မယ်ဥပိ္ပခာနော်ဥပိ္ပခာဥပိ္ပခာဆိုတဲ့စကားလုံးကိုအလုံးသိရတယ်ကြားဘူးကြတယ်နော်ဥပိ္ပခာဆိုတာကကျွန်တော်တို့စကားပြောနေလို့ရှိရင်ဒီကောင်းကိုဥပိ္ပခာလောက်ထားလိုက်ပါဥပိ္ပခာလောက်ထားလိုက်ပါဆိုတာသူ့ကိုအဖက်လောက်မနေပါနဲ့တော့ပြောတာနော်အဖက်လောက်နေကနဲ့တော့ပြောတာကျွန်တော်တို့အင်္ဂလိပ်စကားနဲ့ပြောရင်အဲ့ဒီဥပိ္ပခာက ignore လို့ခေါ်တယ်နော်ဘာမှဂယုမဆိုင်ဘူးနော်ဥပိ္ပခာဂယုမဆိုင်ဘူးအဲ့ဒီလိုခုကျွန်တော်တို့ဒီဗြဟ္မစိုးတရားထဲမှာပါတဲ့ဥပိ္ပခာတရားကအဲ့ဒီဥပိ္ပခာမဟုတ်ဘူးခင်ဗျာကျွန်တော်ခုနပြောသလိုပဲပါဠိစကားလုံးတွေမှာအနဲ့နှမျိုးထွက်တဲ့ပါဠိစကားလုံးတွေရှိတယ်ဥပိ္ပခာမှာလေအဓိပ္ပာယ်နှမျိုးထွက်တယ်အယတ်သူအယတ်သားတွေသုံးဆွဲနေတဲ့ဥပိ္ပခာကခုနဧကနောအဓိပ္ပာယ်ထွက်တဲ့ခယုမဆိုင်တဲ့အတိမမပြုတဲ့အတဲ့ဒိဗ္ဗေနော်နောက်ဓမ္မနဲ့ပတ်သက်ပြီးတော့ထွက်နေတဲ့အနဲ့ဒိဗ္ဗေတစ်မျိုးရှိသေးတယ်အဲ့ဒီအနဲ့ဒိဗ္ဗေတစ်မျိုးကအင်္ဂလိပ်လိုတော့ equanimity ခေါ်တယ် equanimous လို့ခေါ်တယ်ဒိဗ္ဗေကအလုံးအပေါ်မှာတညီတညာတဲ့ကြည်တာနော်ဆင်းရဲသားအနဲ့တထေးနဲ့ခွဲခြားမှုမရှိဘူးအဲ့လိုအတူညီတပြေးတဲ့ကြည်နေနော်ပြီးတော့ဝန်ကြီးနဲ့စိုက်ကားသမားနဲ့လည်းပဲခွဲခြားခြားနာမှုမထားဘူးအတညီတဲ့တမျိုးတဲ့ကြည်တာအဲ့ဒါအလွန်ခက်တဲ့အလုပ်နော်အဲ့ဒါကျွန်တော်ပြောပြမယ်ဓမ္မမှာကြတော့အဲ့ဒီခုနဧကနိုးသွားပြီးတော့သုံးလို့ရှိရင်တရားကိုဂရုမစိုက်နဲ့ဆိုလို့ရှိရင်ဘယ်သွားပြီပေါ့နော်တရားအကျင့်ကိုကျင့်ဖို့ပြောနေတာ
တရားကိုခုနဥပေက္ခပထမအဓိပ္ပာယ်နဲ့ဧကနောလောက်လိုက်ဟာလားခရုမဆိုင်နဲ့ဟာအသိမှမပြုတ်နဲ့လို့ဆိုလို့ချင်းပြောင်းပြန်ဖြစ်သွားပြီเนาะအဲ့ဒီလိုမဟုတ်ဘူးဓမ္မနဲ့ပတ်သက်လာတော့ခုနကျွန်တော်ပြောတာအတိယတဒန်းစားတဲ့ချိန်ဝင်ညာတဒန်းစားတဲ့ချိန်ဝင်ညာတန်းနေရတယ်ချိန်ကိုခွက်တစ်ခွက်ကအနှိမ့်ကြပြီးတော့တစ်ခွက်ကအပေါ်မြောက်တာမျိုးမဟုတ်ဘူးချိန်ကိုညာတန်းနေရတယ်အဲ့ဒါမှဥပိ္ပခာဒီပြမစိုးတရားထဲမှာပါတဲ့ဥပိ္ပခာရဲ့အဓိပ္ပာယ်ကျွန်တော်ထောက်ထားဥပမာတစ်ခုကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့တရားရိပ်တာတစ်ခုမှာဒါကျွန်တော်ကိုတွေ့เนาะကျွန်တော်ကိုယ်တိုင်ကိုကတရားရိပ်တာတွေမှာဝိပဿနာရိပ်တာတွေမှာအကျဉ်းများစွာတရားထိုင်ဘူးတယ်เนาะထိုင်ဘူးတော့ကျွန်တော်အတွေ့အကြုံကိုခုပြောပြမယ်အဲ့ဒီတရားရိပ်တာတစ်ခုမှာတရားပြဆရာကမြန်မာလူမျိုးမဟုတ်ဘူးเนาะကျွန်တော်နာမည်တော့ထုတ်ဘူးတော့မပြောတော့ပါဘူးเนาะမြန်မာလူမျိုးမဟုတ်ဘူးနိုင်ငံသားဆိုတော့အဲ့ဒီနိုင်ငံသားတရားပြဆရာကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တရားရိပ်တာသူဖွင့်ထားတဲ့တရားရိပ်တာပေါ့လာပြီးတော့တရားပြတော့တရားထိုင်တဲ့ပုဂ္ဂိုလ်တွေယောဂီတွေကမြန်မာလူမျိုးတွေပဲဖြစ်တယ်များတယ်ပေါ့လေမြန်မာလူမျိုးတွေလည်းအဲ့ဒီထဲလေကျွန်တော်ပါတယ်ဆိုတော့ဗျာဒါကြောင့်မို့ဒီအတွေ့အကြုံကိုကျွန်တော်တွေ့ရတာတရားထိုင်တဲ့အခါမှာအဲ့ဒီတရားပြတဲ့ဆရာကြီးကသူကဒီတရားရိပ်တာကိုအမြဲလာတာမှမဟုတ်ပဲမလာတော့သူ့ရဲ့ဟောပြောရက်တွေကိုတန်ကျိုးခွေနဲ့တွန်းထားတယ်เนาะအဲ့ဒီယောဂီတွေကိုလာပြီးတော့တရားထိုင်တဲ့အခါကြတော့သူကကိုယ်တိုင်မလာတော့သူအတန်တွန်းထားတဲ့ကြွေးကိုလွှင့်လိုက်တော့ဘာပြောလဲဆိုတော့တရားထိုင်နေတဲ့ယောဂီတွေကို remain equanimous အင်္ဂလိပ်လိုပြောလိုက်ပြီနော် remain equanimous သူပြောတာကိုမြန်မာလိုပြောပြီးတော့တွန်းထားတာလည်းရှိသေးတယ်အဲ့ဒီကနံပါတ်1တရားပြဆရာသူကလည်းအင်္ဂလာမှာနေတော့သူပြောတယ်ဒီဆရာကြီးပြောတာကိုမြန်မာလိုပြန်ထားတာလေဒီကျိုးခွေနဲ့တိတ်တွန်းထားတယ်နော်ဘယ်လိုပြန်လိုက်လဲဆိုတော့သူကဥပိ္ပခာနဲ့ရှုပါလို့ပြောလိုက်တာဥပိ္ပခာရှုပါလို့ပြောလိုက်တော့ဟာပြဿနာကြီးကျယ်တက်ပြီဒီယောဂီတွေက remain equanimous ဆိုတဲ့အင်္ဂလိပ်ကိုပြောသွားတာမြန်မာယောဂီတွေဆိုတော့တိတဲ့နားလေလူကလက်ချိုးရည်တွက်လို့ရမှာပေါ့အများစုကနားမလဲဘူးเนาะနားမလဲတော့အဲ့ဒီမြန်မာပြန်ပြောတဲ့တရားပြဆရာမကလေဥပိ္ပခာနဲ့ရှုပါဆိုတော့ဟာပြဿနာကြီးကြီးတက်ပြီเนาะအဲ့ဒီတရားကိုဝိပဿနာတရားကိုဥပိ္ပခာရှုလို့ရှိရင်ဥပိ္ပခာနဲ့သူဦးရင်းတို့ဒီယောဂီတွေထင်ထားတဲ့ခုနကျွန်တော်ပြောတဲ့နံပါတ်1အဓိပ္ပာယ်နဲ့ဧကနောအဓိပ္ပာယ်နဲ့လစ်လျူရှုဆိုတဲ့အဓိပ္ပာယ်နဲ့ပြောလိုက်ရှိရင်အကြီးကျယ်ပြဿနာတက်ပြီပေါ့နော်အဲ့ဒါကိုဥပိ္ပခာကအဲ့ဒီတုန်းက equanimous ဆိုတဲ့အင်္ဂလိပ်လိုပြောတာကအင်္ဂလိပ်လိုနားထောင်တဲ့လူတွေကတော့သိတာပေါ့ equanimous ဆိုတာကအတန်းတူအဆင့်တူအဲ့ဒါလောက်ရမယ်လို့ဆိုရဲပြောတာเนาะအဲ့ဒီဟို
ကျွန်တော်တို့ဗြဟ္မစိုးတရားတွေကဥပိ္ပခာကလေအနဲ့ဒိဗ္ဗေနှမျိုးရှိတဲ့အနဲ့ကဒုတိယအနဲ့ဒိဗ္ဗေကိုယူပြီးတော့လောက်ရမယ်ဆိုတာပြောတယ်ကျွန်တော်တို့တရားထိုင်မှုတဲ့လူတွေပါလိမ့်မယ်နော်ပါလိမ့်မယ်တရားထိုင်မှုတဲ့လူတွေတရားထိုင်တဲ့အခါမှာတရားထိုင်တဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံမှာတရားရိပ်တာတွေအများကြီးရှိတယ်နော်ရိပ်တာတိုင်းကျွန်တော်တို့ထိုင်တဲ့တရားရိပ်တာမှာဆိုလို့ရကျွန်တော်မြန်မာနိုင်ငံမှာလည်းတရားထိုင်မှုတယ်အိန္ဒိယမှာလည်းသွားပြီးတော့3ချိန်လောက်ကျွန်တော်တရားထိုင်မှုတယ်တရားထိုင်တဲ့အခါမှာအဆင့်3ဆင့်ရှိတယ်သီလသမာဓိပညာဆိုတဲ့အဆင့်3ဆင့်ရှိတယ်တရားထိုင်တဲ့လူလောက်ရမှာလေတရားပြဆရာရှိပါသီလပထမဆုံးစတင်ပြီးတော့5ပါးသီလဖြစ်စေ10ပါးသီလဖြစ်စေခံယူရတယ်အဲ့ဒါကသီလအဆင့်သီလခံပြီးတဲ့နောက်မှာသမာဓိအဆင့်ဆိုတာရှိတယ်အဲ့ဒါကတော့စိတ်တည်ငြိမ်အောင်သမာဓိရောက်အောင်လုပ်တာအဲ့ဒါများသောအားဖြင့်ကတော့ကျွန်တော်တို့အာနာပါနဆိုတာကြားဖို့မှာပေါ့အဲ့ဒါကနှာသီးပြားကိုအာယုံပြုတ်ပြီးတော့ရှုနေတာအဲ့ဒီဟာရှုပါများလို့ရှိရင်စိတ်ကတခြားမရောက်ဘူးအဲ့တော့တမာရီရတာအဲ့ဒါတမာရီအဆင့်အဲ့ဒီအဆင့်နဲ့နှစ်ဆင့်ကလွန်သွားပြီးတဲ့အခါမှာပညာအဆင့်ဆိုတာရှိတယ်နောက်ဆုံးအဆင့်ဆိုတာတကယ်ဝိပဿနာပဲအဲ့ဒီအဆင့်ရောက်တဲ့ပုဂ္ဂိုလ်ဟာစပြီးတော့တရားနှလုံးသွင်းတဲ့အခါမှာအပြင်ပကပစ္စည်းဝတ္ထုကိုအာယုံမပြုရဘူးမိမိကိုယ်ခန္ဓာကိုအာယုံပြုရတယ်မိမိကိုယ်ခန္ဓာကိုခေါင်းကနေစပြီးတော့ခြေတော့အတိအာယုံပြုပြီးတော့သွားအထက်အောက်ကနေပြန်ပြီးတော့အထက်ကိုပြန်အဲ့ဒီလိုအာယုံပြုတဲ့အခါမှာကျွန်တော်တို့ကိုယ်ခန္ဓာအတွင်းမှာဝေဒနာတွေဒုက္ခဝေဒနာဆိုတာရှိတယ်ဒုက္ခဝေဒနာဆိုတာရှိတယ်ဒုက္ခဝေဒနာကခံစားရတာကောင်းတာကိုပြောတာเนาะချမ်းသာတယ်ဆိုတာပတ်စံတွေပါလေလို့ရှိတာတော့ထိမဟုတ်ဘူးခံစားရတာကောင်းတာကိုဒုက္ခဝေဒနာပြောတယ်ခံစားရတာမကောင်းတာကဒုက္ခဝေဒနာအဲ့ဒီကိုယ်ခန္ဓာတွင်းမှာဒီခံစားရတာမကောင်းတဲ့ဝေဒနာမျိုးတွေလည်းပေါ်တယ်ရာတာတို့เนาะနာရာတို့ဘာတို့ရှိတယ်အဲ့ဒီလိုပေါ်နေလဲသူကပေါ်လာတယ်ပြီးတော့ခုနဒုက္ခသူကဒုက္ခဝေဒနာလဲပေါ်လာတယ်ဒုက္ခကခံစားလို့ကောင်းတဲ့နော်အဲ့ဒါမျိုးဒီရင်ထဲမှာဗိုက်ထဲမှာနော်အနေကောင်းခြေနေကောင်းဖြစ်လာတဲ့အခါမှာခံစားလို့ကောင်းတယ်ခုနကျွန်တော်ပြောသလိုတစ်ခုခုဖြစ်လာရလာတယ်နာလာတယ်ဆိုလို့ရှိရင်ဒုက္ခဝေဒနာအဲ့ဒီဝေဒနာနှစ်ဖက်လုံးကိုမလိုက်ဖဲနဲ့အလေအလတ်အဒုက္ခမဒုက္ခဝေဒနာဆိုတာရှိတယ်အလေအလတ်ဂျာနော်ဂျာခေါ်တယ်အလေလိုက်ကျွန်တော်တို့မိစိမပฏิပဒါဆိုတာတဲ့အသုံးရှိတယ်အဲ့ဒါမျိုးပေါ့အလေအလတ်နှစ်ဖက်အစွန်းမရောက်ဖဲနဲ့အလေအလတ်ကိုအာယုံပြုရတယ်အဲ့ဒါလည်းပဲခုနဥပေက္ခရမိန်ဤကွယ်နီမဆိုတာအဲ့ဒါကိုသူကပြောတာเนาะဂျာအနေနဲ့ဒီပါဒုက္ခဝေဒနာလည်းမရောက်ပါနဲ့ဒုက္ခဝေဒနာလည်းမရောက်ပါနဲ့အဒုက္ခမဒုက္ခဆိုတဲ့ဝေဒနာဂျာဝေဒနာကိုရှုပါလို့ပြောတာအဲ့ဒါကဥပေက္ခနဲ့ပတ်သက်ပြီးတော့ပြောပြတာเนาะကျွန်တော်ဗမဆိုတရားနဲ့ပတ်သက်ပြီးတော့အခုထိုက်အလျောက်ရှင်းပြပြီးပြီ
ကျွန်တော်တို့ယနေ့ကဘာမှာငြိမ်းချမ်းမှုကင်းမဲ့နေတယ်ဒါကလက်တွေ့ပဲเนาะကျွန်တော်တို့မြန်မာနိုင်ငံမှာတည်းမဟုတ်ဘူးတကဘာလုံးအရာပြောရမယ်ဆိုလို့ရှိရင်ငြိမ်းချမ်းမှုကင်းစိတ်သုံးနေတာကိုကျွန်တော်တို့တွေ့ရတယ်เนาะတကယ်လို့ကဘာသူကဘာသားမြန်မာနိုင်ငံသူနိုင်ငံသားများတာမကကဘာသူကဘာသားများမြန်မာနိုင်ငံသူနိုင်ငံသားများအနေနဲ့ပြမစိုးတရားကိုကျင့်သုံးခုကျွန်တော်ပြောပြတယ်အဓိပ္ပာယ်အတိုင်းတော့ခပ်ပေါ့ပေါ့ဘူးကျွန်တော်ပြောပြတယ်အဓိပ္ပာယ်အတိုင်းလိုက်နာကျင့်သုံးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာငြိမ်းချမ်းမှုကိုအတင်းလောက်နေစရာမလိုတော့ဘူးနော်သူ့အလိုလိုအဲ့ဒီပြမစိုးတရားကျင့်သုံးရင်းကနေပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုငြိမ်းချမ်းမှုအဆင့်ရောက်အောင်ပေးပါလိမ့်မယ်မြန်မာနိုင်ငံသူနိုင်ငံသားများတာမကကဘာကြီးမှလည်းဒီကနေ့ဟိုနေရာကထပွက်ဒီနေရာကထဆူနေဒါစင်တရင်စာဖတ်လိုက်လို့ရှိရင်အကုန်သိရပါတယ်အဲ့ဒီလိုလောက်နေတဲ့ကဘာကြီးမှလည်းပဲအခုကျွန်တော်ပြောပြတဲ့ပြမစိုးတရား၄ပါးကိုကျွန်တော်ပြောတဲ့အတိုင်းကျင့်ကြံအားထုတ်ကြမယ်ဆိုလို့ရှိရင်ကဘာကြီးမှလည်းငြိမ်းချမ်းရေးကကဘာသူကဘာသားများရဲ့လက်တကမ်းရောက်လာပါလိမ့်မယ်လို့ပြောပြီးကျွန်တော်ဟောပြောချက်ကိုညီကုန်းချုပ်လိုက်ပါတယ်